Hello အားလုံးပဲမင်္ဂလာပါ Sky Gaming Channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Mouse Sky ပါ2025ဒီဇင်ဘာလရဲ့ Starlight Skin ကတော့ Karen ရဲ့ Starlight Skin ပဲဖြစ်ပါတယ်ပုံမှန်လာနေကြ Starlight တွေလိုပဲ Starlight Skin နဲ့ပိတ်တဲ့ Skin တကောင်ပါဝင်လာမှာဖြစ်ပါတယ်ဒီဇင်ဘာလ3ရက်နေ့ကြာရင်လေမတ်ရဲ့ Elite Skin ကို Diamond 996လုံးနဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်Skin လာတဲ့ပထမပတ်မှာဝယ်မယ်ဆိုရင်ဒီစကောက်ရှော့သေးတွေလည်းရရှိနိုင်မှာဖြစ်ပါတယ်ဒီဇင်ဘာလ4ရက်နေ့မှာရောက်ရှိလာမယ့်စကင်ကတော့ဇေဘီယာရဲ့အရန်လာတဲ့ကောလက်တာစကင်ပဲဖြစ်ပါတယ်ဇေဘီယာရဲ့ကောလက်တာစကင်ကိုတခါတည်းတန်းပြီးနိုင်မယ်ဆိုရင်ဒိုင်မွန်9000ကနေ6000ထိကုန်ကျနိုင်မှာဖြစ်ပါတယ်ဒေးလီနိုင်မယ်ဆိုရင်တော့ဒိုင်မွန်3500ပဲကုန်ကျနိုင်မှာဖြစ်ပါတယ်ဒီဇင်ဘာလ9ရက်နေ့ကျရင်တော့အားလုံးစောင့်မျှော်နေတဲ့တန်းအော်တိုင်းတဲ့ညစ်ပင်ကြီးကိုပြန်လည်ပြီးရောင်းချပေးတော့မှာဖြစ်ပါတယ်ဒီဘက်မှာပါဝင်လာမဲ့စကင်တွေကတော့အရင်ကလိုမပြောင်းလဲပဲမာတစ်ရင်းနဲ့ဖန်နီတို့ရဲ့စကင်တွေပဲဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးသွားတဲ့အကြောင်းအရာတွေကတော့ဒီလအစောပိုင်းမှာထွက်ရှိမဲ့စကင်အကြောင်းတွေပဲဖြစ်ပါတယ်ဒီစကင်တွေထွက်လာတဲ့ချိန်ကျရင်လေဒိုင်မွန်အတက်တာဆုံးနဲ့ဘယ်လိုဂုံးစင်းရမလဲဆိုတာတင်ပေးမှာမို့ညိုကီတို့စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးနဲ့ follow လေးတွေလုပ်ပြီးအားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်